ကျွန်တော်ရေးထားတဲ့ခေါင်းစဉ်ကစရင်ရှင်းလိုက်တော့တဲ့စရင်ရှင်းတဲ့အကြောင်းပေါ့နော်ဥတာပြောဆိုတဲ့ပုဂ္ဂိုလ်သူတို့ငငယ်တုန်းကတော့ဟိုရက်ဒီရွာဟိုရွာဒီရွာမှာ9000ပြည့်စီတွေခစ်စားရတယ်တဲ့တာပေါ့နော်လင်းတင်လို့တင်ပြမယ်ဆိုလို့ကျွန်တော်ဒီအကြောင်းအရာလေးကတော့ကြပြဆရာကြီးဆရာကိုလေးအင်းဝဂုံကြီးပြောပြတာကိုကျွန်တော်ပြန်ရေးထားတာပါဖယားအောင်ယုံကန်ဆောက်ဖို့တတိုင်းခတ်ဖို့ဘာလုပ်ဖို့ညာလုပ်ဖို့အဲ့လိုနဲ့အကြောင်းမျိုးမျိုးနဲ့အလူခံတွေထွက်ကြလေးရှိတယ်တဲ့ဟိုတုန်းကပေါ့နော်အဲ့တော့အလူခံတွေကအမြဲတမ်းထွက်နေကြတာဆိုတော့ကိုကကြီးအလူခံထဲ့နေရတော့ဥသာပြောတို့ရွာသားတွေကကိုကကြီးအမြဲတမ်းပေးနေရတော့ရှုံးတယ်လို့ထင်တယ်ဒါကြောင့်မလို့ကိုလည်းတစ်လှည့်အလူခံထွက်မယ်အဲ့ဒါနဲ့ရွာဦးကျောင်းဆရာတော်သွားလျှောက်တာပေါ့ဆရာတော်ဘုရားတပည့်တော်တို့လည်းအလူခံထွက်ချင်တယ်ပေါ့အဲ့တော့ဆရာတော်ကလည်းသူကလည်းခံပေါင်းများကြီးနေတူပါရဲ့အလူတွေခံပြီးရင်စင်းမရှင်းတာများတယ်တဲ့အဲ့တော့မလုပ်ပါနဲ့တဲ့ဥသာပြောတို့ဖွဲ့ရလဲရှင်ဖះအာယုံခံလေးပြီးတော့အောင်တော့ရွာတကာလှည့်ပြီးတော့အလူခံကြမှာလေဖះကိုရွာသားတွေကြီးပဲခဏခဏခွဲတန်းချနေရတော့လေပင်မလှပါပြီဖះအဲ့တော့ဆရာတော်လည်းခွက်ကြနော်ရွာသားတွေကြီးပဲခွဲတန်းချနေတာပင်မပြီဆိုတော့ဆရာတော်ကအလူခံခွင့်မပြုလို့လည်းမကောင်းရသုံးငွေကိုစည်ရင်စရာနဲ့တကွာလုပ်ပါမယ်လို့ဆိုတဲ့အာမခံချက်နဲ့ခွင့်ပြုလိုက်ပါတယ်တဲ့ဥတာပြောကလည်းငွေကြေးဆိုတာအရေးကြီးတယ်ဒါကြောင့်မလို့နော်ကျလောက်နဲ့အလူခံပလားကင်မို့လို့တဲ့စိတ်ချတဲ့လူရွေးမယ်ဆိုတော့သူ့သမီးနဲ့တူမကိုတောင်းဝန်ပေးတယ်တဲ့ဟုတ်တယ်စိတ်ချနော်လူဆိုတာဥမတောင်းမတီလာဆောင်တာနော်လှုပ်အားပေးတွေခေါ်လို့ရှိရင်နေတိုင်းခိုးလိုက်မယ်နော်အလူခံဖလားတဲ့ပြန်နှိုက်လိုက်မယ်ဒါကြောင့်မလို့နော်ကျွန်တော်ရေးတာရှေ့တုန်းကဆိုတော့နော်နေ့ရက်30ပေးမယ်လို့စီစဉ်လိုက်တယ်နော်အလူခံနေဆိုတာနော် loud speaker လည်းပါအောင်မှဒါကြောင့်မလို့သူ့သမက်က loud speaker ကိုတနေ့အစိမ့်နှုံးပေးပြီးတော့ငှားလိုက်တယ်နော်ရှေ့တုန်းကနော်အဲ့ဒါနဲ့နော်သူတို့အဖွဲ့ကြီးอ่ะနော်တလလောက်ရတကာရွာတကာလှည့်ပြီးတော့မှအလူခံထွက်ကြတယ်တဲ့ရွာပြန်ရောက်တော့နော်တလနှစ်လကြာပြီမဲ့ဖះအာယုံငံအတွက်အလူငွေလာမလှူသေးတဲ့ခါကျတော့ရွာဦးကျောင်းဖုံးတော်ကြီးကသူတို့အဖွဲ့ကိုခေါ်ပြီးတော့စင်းရှင်းခိုင်းပါတယ်တဲ့ဥပုပ်ဇေယျအထက်မှာပရိသတ်တွေစုံတဲ့အချိန်မှာဥတာပြောကဆရာတော်ကိုအလှခံငွေရှင်းတန်းကြီးဖတ်ပြပါတယ်တဲ့ဆူတောင်းပြည့်စီတီတော့အာယုံငံဆောက်လို့ရန်အလှခံရငွေပေါင်း2934ကျပ်ပါဖះအလှခံဖလားကင်မိမပြိုကလေးများစားတော့စရိတ်ချီးမြင့်ငွေ1150ကျပ်လှဲငါးက325ကျပ်loud speaker ငှားက985ကျပ်သုံးဆွဲပါတယ်ဖះကြီးကြက်ရေးအဖွဲ့လူကြီး3ဦးအတွက်